ကလေးလေးဟာလက်နက်တစ်မျိုးကိုလွှတ်လိုက်တယ်။ဒါဟာရှာလင်းရဲ့ခေါင်းကိုဖျက်ပြီးနောက်ွယ်မှာပုံးကွယ်နေတဲ့လူကိုထိမှန်သွားတယ်။အဲ့ဒီခါမှာရှာလင်းကကလေးလေးဟာသူ့ကိုကယ်တင်ဖို့ကြိုးစားနေတယ်ဆိုတာသိလိုက်ရတယ်။ဒါပေမဲ့ပုံးကွယ်နေတဲ့လူကလက်နက်ကိုမထုတ်ပဲနေလိုက်တယ်။ကလေးလေးကနောက်ထပ်တိုက်ခိုက်ဖို့အသင့်ရှိနေချိန်မှာရုတ်တရက်ဘေးကအရန်ကိုထုံထိုင်းတဲ့အမျိုးသမီးကြီးကအဲ့ဒါတော်လှုပ်ရှားနေတဲ့ခွေးလေးလားလို့ကြွေးကြော်လိုက်တယ်။အခွင့်ကောင်းယူပြီးပုံးကွယ်နေတဲ့လူကပုံးကွယ်ပြေးသွားတယ်။ဒါကိုမြင်တော့ကလေးလေးကအရန်ဆိုးသွားပြီလို့ခံစားမိသွားပြီးပုံးကွယ်နေတဲ့လူကိုလိုက်ရှာတယ်။ဒါပေမဲ့ပုံးကွယ်နေတဲ့လူကရုတ်တရက်ဝင်တိုက်ခိုက်ပြီးကလေးလေးကိုဖိချလိုက်တယ်။ရှာလင်ကချက်ချင်းပြေးပြီးကလေးလေးကိုထောက်ကူဖို့ကြိုးစားတယ်။ဒါပေမဲ့ကလေးလေးရဲ့အဝတ်အစားတွေချွတ်ကျသွားတယ်။ဒီလိုနဲ့နှစ်ယောက်လုံးချက်ချင်းအန်ဒီရဲရောက်သွားတယ်။မင်းသူ့ကိုဘယ်လိုထိခဲ့တာလဲ။ခုနကသူ့အနံ့ကိုရနေတယ်။ဒါဆိုအခုသွားရှုပေါ့။အခုတော့မင်းရဲ့အနံ့ပဲရနေတယ်။ Jasmine ပန်းအနံ့လိုပဲအသက်ငယ်ငယ်နဲ့မင်းအကူလိုပဲမကောင်းဘူးနှစ်ယောက်ကထားဖို့အသင့်ပေးနေချိန်မှာရှာလင်းရဲ့အကော်အင်ကြီးရုတ်တရက်ဆုပ်ပြေးသွားတယ်ဒါကိုမြင်တော့ကလေးလေးကချက်ချင်းပြေးပြီးရှာလင်းကိုကာကွယ်ပေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပုံးကွယ်နေတဲ့လူကသူ့ဘာသာပေါ်လွင်သွားပြီးရှာလင်းကိုစိုက်ကြည့်နေတယ်ရှာလင်းရဲ့ဗလာထိနေတဲ့ပခုံးကိုသူတို့နှစ်ယောက်တတိထားမိသွားပြီးသူကချက်ချင်းပြင်ပုံးကွယ်သွားတယ်ဒါကိုမြင်တော့ကလေးလေးကလောက်ဆုံးသဘောပေါက်သွားပြီးပုံးကွယ်နေတဲ့လူနဲ့အကြီးအကျယ်ကစားကိုဆုံးဖြတ်လိုက်တယ်ဘသူကမှန်းထားမှလဲကလေးလေးရဲ့လှုပ်ရက်ကြောင့်ပုံးကွယ်နေတဲ့လူရဲ့စိတ်ထားပြိုကွက်သွားတယ်ပုံးကွယ်နေတဲ့လူရဲ့နှာခေါင်းကသွေးယိုစီးနေပြီးနောက်ဆုံးသွေးအယမ်းထွက်ပြီးမြေပြင်ကလဲကျသွားတယ်ဒီလူနဲ့ပုံးကွယ်နေတဲ့လူကိုအောင်မြင်စွာဖမ်းမိသွားတယ်